ရဲတွေရဲ့ထုတ်ပြန်ချက်ထဲမှာဆိုရင်ဂျက်စီကာဂရေးစ်ရဲ့အလောင်းကိုအခန်းထဲမှာထားပြီးတော့နောက်ထပ်မိန်းကလေးတစ်ယောက်နဲ့ချိန်တွေ့ခဲ့တာပါသူ့မှာကအလောင်းဖြောက်ဖို့အတွက်ပစ္စည်းတွေကလည်းအဆင်သင့်ရှိနေတော့ဒီမိန်းကလေးကိုပါဒုတိယမြောက်သားကောင်အဖြစ်တပ်ဖြတ်ဖို့စီစဉ်ထားခဲ့ပုံပါပဲဘာလို့လဲဆိုတော့ချိန်တွေ့ကြတဲ့အချိန်ဂျက်စီရဲ့ပြောစကားထဲမှာအလောင်းကိုရဲတွေမတွေ့အောင်ဘယ်မှာဝှက်ရမလဲဆိုတဲ့အကြောင်းပါလာပါတယ်အဲ့ဒီအတွက်ကြောင့်ကောင်မလေးကကြောက်လန့်သွားခဲ့တာပါGrace ဆိုတဲ့ကောင်မလေးကတက္ကသိုလ်ကနေပွဲရပြီးတဲ့နောက်မှာတော့သူမရဲ့အိမ်မက်ဖြစ်တဲ့ကဘာလှည့်ပြီးခရီးသွားလာနေရင်းနဲ့တောင်အမေရိကခရီးစဉ်ကနေနယူးဇီလန်ကိုရောက်ရှိလို့လာခဲ့ပါတယ်။2018ခုနှစ်ဒီဇင်ဘာလ1ရက်နေ့ညနေ9:38မိနစ်အချိန်မှာနယူးဇီလန်နိုင်ငံအော့ကလန်မြို့မှာရှိနေတဲ့လူအစီကားဆုံးနဲ့အထင်ကရဖြစ်တဲ့ Sky City မှာအသက်22နှစ်အရွယ်ပြည်တင်ခရီးသွားမလေး Grace Miley နဲ့အသက်26နှစ်အရွယ် Jessie Campston ဆိုတဲ့အမျိုးသားတို့ချင်းစုခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာ Tinder application ကနေစတင်တည်ကျွမ်းခဲ့ကြတာပါ။ Grace နဲ့မတွေ့ခင်မှာ Jessie ကအရက်၄လုံးလောက်တောင်တောက်ထားတာကို CCTV ကနေတွေ့ရပါတယ်။သူတို့နှစ်ဦးစတွေ့ဆုံတဲ့နေရာကလူစီကားတဲ့နေရာမှာဆိုတော့ Grace အနေနဲ့လည်းဘေးကင်းတယ်လို့ယူဆခဲ့ဟန်တူပါတယ်။တကယ်တော့ဒါဟာ Jessie ရဲ့လှည့်ကွက်တစ်ခုဖြစ်ပြီးတော့ Grace ရဲ့ယုံကြည်မှုရအောင်လို့တမင်ဖန်တီးခဲ့တာပါ။ပထမဦးဆုံး Sky City ရဲ့ပထမတက်မှာရှိနေတဲ့ Andy Burger ဆိုင်မှာသူတို့နှစ်ဦးအတူတူညသာစားခဲ့ကြပါတယ်။ည9:15မိနစ်ဝန်းကျင်မှာတော့နောက်ထပ် The Mexican Cave Bar ကိုတွားပြီးတော့တောက်စားခဲ့ကြပါတယ်။ည8:30မိနစ်ဝန်းကျင်မှာ Bluestone Room Bar ကိုထပ်မံရောက်ရှိခဲ့ပြီးတော့ Jessie က Grace နဲ့ပို့ပြီးတော့နီးကပ်ဖို့အတွက်ကြိုးစားလာခဲ့ပါတယ်။ည8:54မိနစ်မှာတော့သူတို့နှစ်ဦးဟာပထမဆုံးအချိန်ဖြစ်နမ်းခဲ့ကြပါတယ်။ခဏအကြာမှာတော့ Jessie ကတပ်စင်ခန်းကိုခဏထွက်သွားခဲ့ပြီး Grace ကလည်းသူမရဲ့တငယ်ချင်းတွေစီကို message ပို့ခဲ့ပါတယ်။စာထဲမှာ Jessie ကသူ့အတွက်အရန်အဆင်ပြေတဲ့အမျိုးသားဖြစ်ပြီးတော့လိုက်ဖက်ညီတဲ့သူလို့ရေးသားထားပါတယ်။ည9:40မိနစ်လောက်မှာနှစ်ဦးသားကအတူတူရှိနေခဲ့ကြပါတယ်။တိတ်မကြခင်မှာတော့ Grace နဲ့ Jessie တို့ဟာဘားကနေထွက်ခွာဖို့အတွက်ပြင်ဆင်နေကြပါတယ်။သူတို့နှစ်ဦးတွေ့ဆုံခဲ့ကြတာကအချိန်ခဏလေးပဲရှိပေမဲ့ည10:00နာရီလောက်မှာတော့ Jessie တဲပိုတဲ့ City Life Hotel နေရာကိုသွားဖို့အတွက်ပြင်ဆင်နေကြပါပြီ။အခုအချိန်ထိမြင်ရသလောက်ဆိုရင်အရာအလုံးကအဆင်ပြေပြေနဲ့ပျော်ရွှင်နေကြတဲ့ပုံပါပဲ။ခဏကြာမှာတော့အနီးနားကဟိုတယ်တစ်ခုကိုသွားပြီးတော့ Jessie နေတဲ့အခန်းထဲကိုဝင်သွားကြတာကိုတွေ့ရပါတယ်